အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာဆက်ပြီးတော့သင်ကြားပေးမယ်အပိုင်းကဆရာတို့12.3က ammeter and voltmeter ဆိုတဲ့အကြောင်းအရာလေးကိုဆက်ပြီးတော့သွားပါမယ်အဲ့တော့ဆရာတို့အရှိမတော့ကဒါ magnetic field တွေအကြောင်းသင်ခဲ့ဘူးတယ်နောက်တစ်ခုကကြတော့ဆရာတို့ဒီ right hand rule တို့ left hand rule တို့နောက်တစ်ခါကျတော့ electromagnet တို့ဒါတွေနဲ့သက်ဆိုင်ပြီးတော့မှအဲ့ဒါတွေသင်ပြီးတော့မှဆရာတို့ကဒီဆရာတို့မီတာတွေပေါ့နော်ဒိုင်းတာလို့ရတဲ့မီတာတွေအဲ့အကြောင်းတွေသိရမယ်ဒါဆိုရင်ဆရာတို့မီတာဆိုတာဘာလဲမီတာဆိုတာဒီဆရာတို့ကဒီမှာတော့အမျိုးအစားနှစ်ခုခွဲလို့ရတယ်ဆရာတို့အမီတာနဲ့ဖိုမီတာပေါ့အမီတာဆိုတာကကြတော့လျှက်စစ်စီကြောင်း current ကိုဒိုင်းတာနောက်မှကျတော့ဆရာတို့ voltmeter ဆိုတာကြတော့ potential difference တနည်းအားဖြင့် volt အားကိုဒိုင်းတာလို့ပြောလို့ရတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင် ammeter နဲ့ voltmeter ဟာဆိုရင်electrical instrument လျှက်စစ်ကိရိယာတစ်ခုတော့ဖြစ်ပါတယ်သူဟာဘာကိုပြောတာလဲဆိုတော့ whose construction are based on the principle of moving coin galvanometer coin ရဲ့ galvanometer ရဲ့တိဆောက်ပုံကိုတနည်းအားဖြင့်သူ့ရဲ့နေရာမှာကိုအသုံးပြုပြီးတော့အခြေခံအသုံးပြုပြီးတော့တိဆောက်ရတဲ့လျှက်စစ်ကိရိယာမျိုးတွေပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင် we know that the coin in the magnetic field rotate when the current flow through it ဆရာတို့ဒီလျှက်စစ်စီးကြောင်းကဒီ coin တွေကိုစီးဆင်းသွားမယ်ဆိုရင်အဲ့ဒီ coin လေးကတဖြည်းဖြည်းနဲ့ဒီတန်လိုက်ဆက်ကွင်းကြောင့်သူကတန်လိုက်ဆက်ကွင်းထဲမှာရှိတဲ့ coin လေးကလေပတ်နေတယ်ဆိုတာကိုဒါဆရာတို့သိရမယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ the construction of the moving coin galvanometer is shown schematically a figure လို့ပြောထားတယ်ဆရာတို့ပုံမှာပြထားတဲ့အတိုင်း coin galvanometer ကိုတိတိကျကျတိဆောက်တဲ့ပုံစံမျိုးလေးကိုသူပြထားတယ်ဆရာတို့ဒါဘေးဘက်ကကြည့်တဲ့ side view ကိုအရင်ဆုံးကြည့်မယ်ဒါဒီမြင်းခွာပုံတန်လိုက်ပုံစံမျိုးလေးရှိပါတယ်ဟုတ်ပြီနော်တနည်းအားဖြင့် permanent magnet ပေါ့အဲ့တော့ဆရာတို့ကဒီဘေးပတ်လေမှာဘေးဘက်အချက်မှာ north pole ညာဘက်အချက်မှာ south pole ရှိမယ်အပေါ်ကဒီအဝိုင်းလေးကိုတုံးချောင်းလေးတင်ထားတာကအဲ့ဒါလေးကဘာလေးလဲဆိုတော့လက်တံလေးပါဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ကအပေါ်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးမြင်ရပါလိမ့်မယ်ဒါဟာဆိုလို့ရှိရင် the magnetic force acting on the coin ဒီ coin ထဲမှာတက်ရောက်နေတဲ့တန်လိုက်အားတွေအဲ့တန်လိုက်အားတွေကဆိုလို့ရှိရင် constitute a tuk ဆိုတဲ့လေအား tuk ဆိုတဲ့လေအားကိုအကျိုးသက်ရောက်မှုလည်းရှိစေတယ်နောက်တစ်ခါကျတော့ဒီလေအားတွေကမှဒီ coin ထဲမှာဘာလို့ပေးနေလဲဆိုတော့ twist ဆိုတော့ရစ်ပတ်ပေးနေတယ်လို့ဒါပြောလို့ရပါတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ဆက်ပြီးတော့ကြည့်အောင် the electromagnetic twist ဆိုတဲ့ဒီလျှက်စစ်တန်လိုက်လေအားနော်လျှက်စစ်တန်လိုက်လေအားလေးဟာဆိုလို့ရှိရင်and the restoring to ဒီလေအားကိုလည်းပြန်လဲထိမ့်သိမ်းပေးထားနိုင်တဲ့သုံးလောင်းပေးထားနိုင်တဲ့ opposite direction ဆန့်ကျင်ဘက်ဥတီချက်တွေနဲ့တကွာသုံးလောင်းပေးထားလို့ရပါတယ်ဒါဆိုလို့ရှိရင် the coin အဲ့ဒီ coin လေးကဆိုလို့ရှိရင် well stop ရက်တန့်သွားလိမ့်မယ် rotating ဆိုတာလေပတ်နေခြင်းကနေပြီးတော့ရက်တန့်သွားလိမ့်မယ်ဘလို့အခြေအနေမှာရက်တန့်သွားမှာလဲဆိုတော့ equal in magnitude ပမာဏတူတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူတို့ရဲ့လေပတ်မှုနှုန်းဒီရက်တန့်သွားလိမ့်မယ်ဒါကြောင့်မလို့ if the current is stopped the coin will rotate back due to the restoring touch လို့ပြောထားတယ်ဒီမှာဆိုလို့ရှိရင်ဆရာတို့ဒီ touch ဆိုတဲ့လိန်အားအဲ့လိန်အားကိုထိမ့်သိမ့်ပေးခြင်းအဖြစ်တိုးလောင်ထားပေးခြင်းအဖြစ်ဒီ current ကဒီဆရာတို့ coin ထဲမှာဘာဖြစ်နေမလဲဆိုတော့ရက်တန့်သွားပြီးတဲ့အခါမှာတော့ will rotate back ပြန်ပြီးတော့တစ်ဖက်ပြန်လဲစေနိုင်ပါတယ်ဆိုပြီးပြောထားတယ်အဲ့တော့ဆရာတို့မီတာတိုင်ခွက်မှာအဓိကဘာလေးတွေပါလဲဆိုတော့ဒီမှာ scale လေးတွေပါတယ်သူ linear scale လေးတွေပါတယ်အပေါ်ကနေပြီးတော့ဆရာတို့ mirror ဆိုတဲ့မှန်တဲ့ပုံအုပ်ထားတယ်ဒီမှာဆိုလို့ရှိရင် source ion cylinder ပါမယ် moving point ပါမယ်နောက်တစ်ခါကျတော့ controlling spring ပါမယ်အဲ့ဒါလေးတွေကဒါဆရာတို့ galvanometer မှာမရှိမဖြစ်လိုအပ်တဲ့ဟာလေးတွေပေါ့ကဲဒါဆိုလို့ရှိရင်ဆရာတို့ဒီပုံလေးမှာကဒါဒီ the more current flowing through the coin ဒီ coin ထဲကို current စီးမှုကပိုများမယ်ဆိုလို့ရှိရင်လေအားကလည်းပိုပြီးတော့များလာလိမ့်မယ်ဒီမှာမီတာတန်လေးပြထားတယ်အဲ့မီတာတန်လေးကဘတ်ဆိုပြီးတော့လို့ဟိုသွားလိုက်ဒီသွားလိုက်ဟိုသွားလိုက်ဒီသွားလိုက်သူထောက်တဲ့အားပေါ်မှာမူတည်ပြီးတော့သွားမှာပေါ့ current များမယ်ဆိုလို့ရှိရင်သူ့ရဲ့လေအားဒီများမယ်
ဒါဆိုလို့ရှိရင် has the feather the y rotate y ရဲ့လေအားဟာလည်းတဖြည်းဖြည်းနဲ့မြန်ဆန်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ the angle of rotation ဒီလိုလေတဲ့တောင်းကိုကြတော့ can be measure တိုင်းတာလို့ရပါတယ် by the pointer faster to the y ဒီ y နဲ့မှာ pointer ဆိုတဲ့ဒီထောက်တဲ့အမှတ်เนาะဒီဆရာတို့ဟိုညွန်တန်လေးပေါ့လက်တက်လေးအဲ့လက်တက်လေးကိုမြန်စေတဲ့အားနဲ့ဒါကဆရာတို့တိုင်းတာလို့ရတယ်ဒါကြောင့်မို့ as the angle of rotation ဒီတောက်လေးရဲ့လေခြင်းဟာဆိုလို့ရှိရင်တနည်းအားဖြင့် is directly proportional to the current လျှပ်စစ်စီးကြောင်းနဲ့တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်ဒါကြောင့်မလို့ current can be measured from the angle of rotation ဒီတောက်လေးလေရဲ့အကျိုးသက်ရောက်ခြင်းဟာဆိုလို့ရှိရင် current ရဲ့တန်ဖိုးကိုတိုင်းတာနိုင်မှာပဲဖြစ်ပါတယ်ဆိုပြီးတော့ပြောထားပါတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ကဒီ quiet gravitometer မှာကြတော့ဆရာတို့လျှက်စစ်စီးကြောင်းသေးလေးတွေပဲတိုင်းတာလို့ရတယ်သိငယ်တဲ့လျှက်စစ်စီးကြောင်းနည်းနည်းလေးပဲတိုင်းတာလို့ရတယ်ကြီးတဲ့လျှက်စစ်စီးကြောင်းတွေကိုတိုင်းတာဖို့အတွက်ဆိုလို့ရှိရင်တော့ဆရာတို့ ammeter ကိုသုံးရတော့မယ်เนาะကြီးတဲ့ 4 hour ကိုတိုင်းတာမယ်ဆိုလို့ရှိရင် 4 meter ကိုသုံးရမယ်အခု gravitometer ကကြတော့ current နည်းနည်းလေးပဲတိုင်းတာလို့ရတယ်လို့သူကပြောလို့ရတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ ammeter အကြောင်းဆက်ပြီးတော့သွားမယ် ammeter ဆိုတာဒီဘာလဲ ammeter ဆိုတာဒီ current measuring instrument လျှက်စစ်စီးကြောင်းတိုင်းတာတဲ့ကိရိယာတစ်ခုဖြစ်ပါတယ် a moving coin gravitometer function as an ammeter ဒီ quiet gravitometer ဆိုလို့ရှိရင် ammeter တစ်ခုဖြစ်နေတယ်လှုပ်ဆောင်ပေးနိုင်တယ် when the shunt is provided to it သူ့ကိုဆရာတို့ resistant နေတဲ့ကောင် shunt လို့ခေါ်တယ်เนาะ resistant နေတဲ့ wire low resistant wire ကို shunt လို့ခေါ်တယ်အဲ့ဒီ shunt နဲ့ထောက်ပံ့လိုက်တဲ့အခါမှာ ammeter အဖြစ်နေနဲ့ quiet gravitometer လှုပ်ဆောင်ပေးတယ်ဒါဆိုလို့ရှိရင် shunt ဆိုတာဘာလဲဆိုတာနံပါတ်3အကြောင်းမှာကြည့်ရလိမ့်မယ် a wire or low resistance which is placed in parallel with the gravitometer quiet gravitometer နဲ့အပြိုင်ဖြစ်ပေါ်နေတဲ့ resistant နေတဲ့ wire ကိုဘာလို့ခေါ်လဲဆိုတော့ shunt လို့ခေါ်ပါတယ်ကဲဒါဆိုလို့ရှိရင် since the resistance of a shunt ရဲ့ခုခံမှုဟာဆိုရင် is so low အရန်ကိုနည်းပါလို့လေ the greater part of the current flow through a wire only the small fraction of the current flow through the wire လို့ပြောထားတယ်ဒီမှာဆိုလို့ရှိရင်ဆရာတို့ကသူကဘာကိုဆိုလိုတာလဲဆိုတော့ဆရာတို့ shunt ဆိုတဲ့ခုခံမှုနေတဲ့ကောင်ဒီ quiet gravitometer တဲ့ဆရာတို့အပြိုင်ချိတ်ဆက်လိုက်မယ်အဲ့လိုချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင် quiet gravitometer ဒီ ammeter အဖြစ်နေနဲ့လှုပ်တယ်ဒါဆိုလို့ရှိရင်ဆရာတို့ quiet gravitometer ဒီတနည်းအားဖြင့် current နည်းနည်းလေးပဲလက်ခံနိုင်တယ်လို့ဒါပြောလို့ရသေးတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့ဆက်ပြီးတော့ကြည့်မယ် suppose that the gravitometer quiet gravitometer ဟာဆိုလို့ရှိရင် get the full scale deflection when the current I flow through it coil ငကောင်းရဲ့ coil လေးကိုလျှက်စစ် current စီးကြောင်းလေးဟာဆိုလို့ရှိရင်ဒီ full scale deflection အကြောင်းလေးကိုနည်းနည်းလေးပြောပြပါမယ်ဆရာ full scale deflection ဆိုတာကကြတော့သူကဘာကိုဆိုလိုတာလဲဆိုတော့ scale အစုံထိလက်တန်လေခြင်းပေါ့အဲ့ဒီလောက်ထိပဲသူကပေးလို့ရတယ်ဒါကြောင့်မလို့ current တန်ကိုအများကြီးဆိုလို့ရှိရင်ဒါဒီဘာတဲ့ data လို့ရလဲဆိုတော့ ammeter နဲ့ data လို့ရတယ်ဆိုတော့ကိုဖော်ပြနေပါတယ်ဒါဆိုလို့ရှိရင် current I အကြီးဟာဆိုလို့ရှိရင် I အသေးထက်ပို့ပြီးတော့နည်းသွားမယ်ဆိုလို့ရှိရင်တော့ shunt ဟာဆိုလို့ရှိရင် quiet gravitometer နဲ့ in parallel အပြိုင်ဆက်ရမှာပဲဖြစ်ပါတယ်ဆိုပြီးပြောထားပါတယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့သူ့ကို formula derivation အနေနဲ့ပြောပြရမယ်ဆိုရင်ဆရာတို့ resistor ဒါကကြတော့ gravitometer ရဲ့ resistor နောက်တစ်ခါကျတော့ဒါ shunt အဲ့နှစ်ခုကိုဆရာတို့ parallel ချိတ်ဆက်လိုက်မယ်ဒါဆိုလို့ရှိရင်ဆရာတို့ကဒီ quiet gravitometer ကို full scale deflection အရာဝင်မယ်ဆိုလို့ရှိရင်ဒီ I ကြီးရဆိုရင်အောက်ကအောင်နဲ့တွားပြီးချိတ်ဆက်နေဒါဆိုလို့ရှိရင် however သို့တော်လည်းပဲ the resistance of a shunt must be chosen to ensure that the current through the coil does not exist သို့တော်လည်းပဲဒီ shunt ထဲမှာရှိတဲ့ resistance ဟာဆိုလို့ရှိရင်ရွေးချယ်ရလိမ့်မယ်သူ ensure ဆိုတော့ချိန်နေဖို့တော့ရေးချယ်ရလိမ့်မယ် current ဟာဆိုလို့ရှိရင်ဒီ coil ထဲမှာမပူရှံရဘူးဆိုတော့ဒါရွေးချယ်လို့ရတယ်ဒါဆိုလို့ရှိရင်ဆရာတို့က R ဟာဆိုလို့ရှိရင် resistance of the gravitometer ဖြစ်ပြီးတော့ shunt ဟာဆိုလို့ရှိရင် R အသေးဖြစ်မယ်ဆိုရင်သူ့ရဲ့ formula derivation အရာဆရာတို့က I G minus I သေး into R equal to
I သေး into RG ဘာကြောင့်လဲဆိုတော့ဆရာတို့ current ရဲ့စစ်စီကြောင့် I ကြီးဟာဆိုလို့ရှိရင်ဒီ ammeter တွေကိုဖြတ်မယ်ဆိုလို့ရှိရင်အဲ့ဒီ coil တစ်လျှောက်ကနေပြီးတော့ current I အသေးရဖြတ်သွားမယ်ဒါဆိုလို့ရှိရင် shunt နဲ့ဝင်တာကြတော့ I ကြီး minus I အသေးဖြစ်သွားမယ်ဒါဆိုလို့ရှိရင်ဆရာတို့ကခုနကပုံမှာပြခဲ့တဲ့ A နဲ့ B ပေါ့နော်ဆရာတို့အဲ့ A နဲ့ B မှာကကြတော့သူကဘာကိုပြောချင်တာလဲဆိုတော့ A အမှတ်နဲ့ B အမှတ်ကြားထဲမှာဒီ potential difference potential ခြားနာခြင်းကတူညီနေမယ်ဆိုလို့ရှိရင်เนาะဆရာတို့ကသူ့ရဲ့ formula ကိုဘာလို့ယူလို့ရလဲဆိုတော့ R အသေး equal to RG into IG minus I သေး by IG minus I သေးဆိုပြီးတော့ formula တခုထွက်လာတယ်ဒါဆိုရင်ဒီ formula လေးကဘာအတွက် formula လဲဆိုတော့ ammeter အတွက် formula ပါကဲဒါဆိုလို့ရှိရင်ဆရာတို့နောက်တစ်ခုထားမယ် voltmeter voltmeter ဆိုတာကကြတော့ potential difference potential ခြားနာခြင်းကိုတိုင်းတာတဲ့ area ဖြစ်တယ်သူဟာဆိုလို့ရှိရင် coil galvanometer ကို voltmeter အဖြစ်အနေနဲ့လှုပ်ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်เนาะသူ့ကိုဒီ coil နဲ့ကိုဆရာတို့ကလျှက်စစ်စီးကြောင်းစီးမဲ့ wire ကြိုးရဆိုလို့ရှိရင် high resistance ရှိရပါမယ်အဲ့ဒါကိုမှဆရာတို့ဘာချိန်မှလဲဆိုတော့သူ series ဒန်းဆက်ချိန်ဒါဆိုလို့ရှိရင် since the total resistance of a coil ဒီ coil မှာရှိနေတဲ့စုစုပေါင်း resistance ဆိုတဲ့ခုခံအားနဲ့ and the wire ကြိုးတို့ဟာဆိုလို့ရှိရင် is very high အရန်ကိုများပြပြီးတော့မှ a small current flow through the coil ဒီ coil နဲ့ကိုဆရာတော်ဘာစီးဆင်းသွားမလဲဆိုတော့ current နည်းနည်းပဲစီးဆင်းသွားပါမယ်ဒါဆိုရင်ဆရာတို့ကအုံလောရဲ့နော်အုံလောပေါ်မှာအခြေခံပြီးတော့ resistance ပေးထားတဲ့ resistance တခုမှဆိုရင် current I ဟာဆိုလို့ရှိရင် is directly proportional to the potential difference V နဲ့တိုက်ရိုက်ချိုးကြပါတယ်အဲ V ဆိုတာဒီဒါဆရာတို့အုံလုံးမှာတော့မြင်ခဲ့ဘူးလေဒါကြောင့်မလို့ the voltmeter scale is so celebrated that pointer indicate the potential difference directly ဆရာတို့ဒီ potential difference potential ခြားနာခြင်းကိုသူ့ရဲ့ညွှန်တမ်းကနေပြီးတော့တိုက်ရိုက်ညွှန်ပြပေးလို့ရပါတယ်ဆိုပြီးတော့ပြောထားပါတယ်ဒါကြောင့်ဆရာတို့ကဒီ coil galvanometer ဒီ full scale deflection နဲ့ when the current I flow through it coil galvanometer တွေကိုလျှက်စစ်စီးကြောင်းဖြတ်တန်းစီးဆင်းသွားမယ်ဆိုပါတော့ဒါဆိုလို့ရှိရင်ဆရာတို့ပုံမှာဒီမှာပြထားတဲ့အတိုင်းပေါ့နော် RG တဲ့ကို RG ဆိုတာက moving coil galvanometer ရဲ့ resistor နောက်တစ်ခုကကြတော့ဆရာတို့ U resistor အဲ့နှစ်ခုကိုပြိုင်ဆက်ချိန်ထားမယ်ဆိုလို့ရှိရင် A အမှတ် B အမှတ် C အမှတ်ရှိမယ် A အမှတ်နဲ့ B အမှတ်မှာ potential ခြားနာချက်ကို AVAB လို့ရေးတယ် B အမှတ်နဲ့ C အမှတ်ခြားထဲမှာခြားနာချက်ကိုကြတော့ VBC လို့ရေးတယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့ VAB ကိုကြတော့ဒါက current ကဝင်လာခြင်းအတူတူပဲ I အသေးပဲဝင်ပါဒီမှာလည်း I အသေးပဲဝင်ပါဒါကြောင့်မလို့ VAB equal to I into RG VBC equal to I into R ဆိုပြီးရေးတယ်ကဲဒါဆိုလို့ရှိရင်သူ့ရဲ့ V ကို potential difference ကို V လို့ထားမယ်ဆိုပါတော့ V equal to VAB plus VBC ဒီ V ကိုလိုချင်ရင် VVAB နဲ့ VBC နဲ့ပေါင်း VAB ဟာဆိုလို့ရှိရင်ခုနက current I တွေဝင်ထားတယ်ဆိုတဲ့အတွက်ကြောင့် IRG plus IR ဒါဆိုရင် I တူတဲ့အတွက်ကြောင့် I ကိုပုံထုတ်လိုက်ရောတစ်ဖက်မှာက V ရှိနေမယ်အဲ့တော့ဆရာတို့ကဘာကိုလိုချင်တာလဲဆိုတော့ R ကိုလိုချင်တာ R ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီက V ကအရင်ဆုံး I အောက်မှာသွားစားဒီက plus R က RG ကဟိုဘက်ကိုသွားတော့ minus RG ဆိုတဲ့အတွက်ကြောင့်သူ့ရဲ့ voltmeter formula လေးထွက်လာပါတယ်ဒါကကြတော့ RG equal to V by I သိ minus RG ဆိုပြီးထွက်လာတယ်ဒါကကြတော့0 voltmeter အတွက်သုံးတဲ့ပုံသင်နည်းလေးဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့နောက်တစ်ပိုင်းမှာပုံစာတွေစာပြီးတော့တွက်ရမယ်အခုပုံသင်နည်းကနှစ်ခုပဲရှိတယ်အဲ့ပုံသင်နည်းနှစ်ခုကိုသေချာကြည့်ထားပါဒါဆိုရင်နောက်တစ်ခုမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးပဲမင်္ဂလာပါ